ကမ္ဘာလူဦးရေရဲ့ 0.7 ရာခိုင်နှုန်းဖြစ်တဲ့လူဦးရေ54သန်းခန့်ဟာတပြိုင်နက်တစ်ချိန်တည်းမှာရက်မူးနေကြတယ်လို့စစ်တမ်းတွေအရသိရှိရပါတယ်။ရင်းလူဦးရေမှာမြန်မာနိုင်ငံတစ်နိုင်ငံလုံးရဲ့လူဦးရေနဲ့ညီမျှပါတယ်။ဒီစစ်တမ်းမှာမူးယစ်ခြင်းကိုဘယ်အစစ်နဲ့သတ်မှတ်ထားလဲဆိုတာအတိအကျမသိရပါဘူး။ဒါပေမဲ့အရက်သားဝိစိတ်ခြင်းတွေဒါမှမဟုတ်ကိုယ်ခန္ဓာပိုင်းဆိုင်ရာပြောင်းလဲမှုကိုခံစားနေရတဲ့သူတွေကိုရည်ညွှန်းနိုင်ပါတယ်။ထို့အပြင်ကမ္ဘာကြီးဟာလည်းပဲနေရာကြောင့်တနေရာနဲ့တနေရာနည်းညမတူညီနိုင်ပေမဲ့ကမ္ဘာပေါ်မှာဘယ်ချိန်ပဲဖြစ်ဖြစ်အရက်သားပေးမှုနေသူလူတစုကတော့ရှိနေပြီးရင်းလူဦးရေမှာ54သန်းခန့်ကမ္ဘာလူဦးရေ0.7 ရာခိုင်နှုန်းရှိကြောင်းသိရှိရပါတယ်။ဥရောပ၊ဩစတြေးလျနဲ့မြောက်အမေရိကတို့လိုအေးခဲတဲ့ဒေသများမှာအရက်သားသုံးမှုဟာလူမှုရေးပွဲလမ်းသဘင်များအားလျက်ပန်းဖြေနားယူမှုများနဲ့ပါတီပွဲများယဉ်ကျေးမှုဓလေ့များမှာအရေးပါတဲ့စိတ်ပိုင်းဖြင့်ပေါင်းစပ်ပါဝင်နေကြကြောင်းလည်းသိရှိရပါတယ်။တစ်ချိန်တည်းမှာပဲလူသန်းပေါင်းများစွာဟာအရက်ရဲ့ဩဇာခံအဖြစ်ရှိနေပြီးအရက်သားသုံးမှုဟာကမ္ဘာလူမှုဘဝတွေကိုဘလောက်နဲ့ဆိုင်စွာထုတ်ဖောက်ဝင်ရောက်နေတယ်ဆိုတဲ့အပေါ်သတိပြုမိစေရန်အတွက်ဖော်ပြလိုက်ရခြင်းလည်းဖြစ်ပါတယ်။